အန်အောစရာကောင်းတဲ့အချက်လက်တစ်ခုကိုပြောပြပါမယ်။ပင်လယ်ရေအောက်မီတာ900အနက်မှာရှိတဲ့ရေဖိအားဟာရေမျက်နှာပြင်ထက်အဆ80လောက်ပိုများပါတယ်။ဒီဖိအားဟာအခေါင်းဖွာကွန်ကရစ်စက်လုံးကြီးတစ်လုံးကိုအားပြန်သွင်းလို့ရတဲ့ဘက်ထရီအကြီးကြီးတစ်ခုအဖြစ်ပြောင်းလဲပြဖို့လုံလောက်ပါတယ်။ဒီနေ့မှာတော့ပင်လယ်ရေအောက်ကဘက်ထရီတွေအကြောင်းပြောပြထားပါမယ်။တန်စင်နဲ့လျှက်စစ်စွမ်းအင်ကိုရေအောက်မှာဘလို့တိုးလောင်းမလဲ။ပြီးတော့ရေနက်ပိုင်းကနေမြို့ကြီးပေတစ်မြို့လုံးအတွက်လျှက်စစ်ကိုဘလို့ထုတ်ပေးနိုင်မလဲဆိုတာကိုပေါ့ပထမဆုံးအနေနဲ့လက်ရှိကြုံတွေ့နေတဲ့ပြဿနာကတော့ကျွန်တော်တို့လိုအပ်တဲ့အချိန်တိုင်းမှာနီးအောင်ကြီးစွမ်းအင်ကိုအမြဲတမ်းမရနိုင်တာပါမယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာကြီးမားပြီးဈေးသက်သာကရေရှည်အသုံးပြုနိုင်တဲ့စွမ်းအင်တိုးလောင်မှုစနစ်တွေလိုအပ်ပါတယ်။သမုဒ္ဒရာကြီးကတော့တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုကိုအခမဲ့ပေးထားပါတယ်။အဲ့ဒါကတော့အလွန်များပြားလာတဲ့ရေဖိအားပါပဲ။ပထမနီးလန်းကတော့ဖိအားသုံးရေအောက်ဆက်လုံးစနစ်ပါ။ပင်လေချမ်းပင်ပေါ်မှာတာပိုင်းတစ်ခုနဲ့ရေစုပ်ပြတစ်ခုတက်ဆင်ထားတဲ့ကွန်ကရစ်စလုံးအကြီးကြီးတစ်လုံးကိုမြင်အောင်ကြည့်လိုက်ပါ။နေအောင်ကြီးနဲ့လေအားကနေလျှက်စစ်စွမ်းရင်အပိုတွေရနေတဲ့အချိန်မှာအဲ့ဒီလျှက်စစ်ကိုသုံးပြီးစက်လုံးတွေကရေတွေကိုအပြင်ကိုစုပ်ထုတ်လိုက်ပါတယ်။အဲ့ဒီအခါအထဲမှာလေဟာနဲ့အခန်းတစ်ခုထစ်သွားပါတယ်။နောက်ပိုင်းလျှက်စစ်စွမ်းရင်လိုအပ်လာတဲ့အခါမှာတော့ပြင်ပကရေဖိအားဟာရေတွေကိုတာပိုင်းထဲကနေတဆင့်စက်လုံးတွေကိုအားပြင်းပြင်းနဲ့ပြန်ဝင်အောင်တွန်းပို့ပေးပြီးလျှက်စစ်စွမ်းရင်ကိုထုတ်လုပ်ပေးပါတယ်။ဒီနီလန်းဟာတောင်ပေါ်ကရေလောင်တမန်တွေကနေလျှက်စစ်ထုတ်တဲ့သဘောတရားနဲ့အတူတူပါပဲ။ကွာခြားချက်ကတော့တဘာဝတောင်တန်းနေရာမှာအပေါ်ကနေဖိချနေတဲ့ရေထူကြီးကအစားထိုးဝင်ရောက်လာတာပဲဖြစ်ပါတယ်။ Stancy လို့ project မျိုးတွေမှာကွန်ကရစ်စက်လုံးတွေအသုံးပြုပြီးဒါကိုစမ်းသပ်ခဲ့ကြပါတယ်။ပြီးတော့ရေပိုးနက်လေးလေးဒီစနစ်ကပိုးပြီးအကျိုးသက်သောက်ရည်များလေဆိုတာကိုတွေ့ရှိခဲ့ကြပါတယ်။